အားလုံးထူးထူးဆန်းရမယ်တတိလဲထားရမယ်မြေထဲချောင်းနဲ့ပင်လယ်ထဲပေါ့သမုတ်တရားတွေရေအော်တန်းတို့ရေနဲ့ရေကမြေထဲချောင်းထဲပင်လယ်ထဲမှာအန္တရာယ်တစ်ခုပေးနိုင်တယ်ကြုံတွေ့နိုင်တယ်ကြောက်နိုင်ရေတကုံတွေတွာလာခြင်းတွေထူးထူးဆိုင်ပါရေတကုံတွေမှာအန္တရာယ်ကြုံတွေ့နိုင်တယ်လူသားလဲနိုင်တယ်ရေနဲ့ပတ်သက်ပြီးတော့ရေနော်၄-၅ လလောက်အတွင်းလောက်တော့ထူးထူးဆိုင်ကြမြေထဲချောင်းတွေကိုလည်းထူးထူးဆိုင်ကြမြေထဲချောင်းနဲ့ပင်လယ်ထဲမှာတွာလာနေထိုင်သူတို့တွေထူးတတိထားရမယ်အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ကြောက်နိုင်တယ်အန္တရာယ်ပြုနိုင်တယ်ရေအော်တန်းတို့မြေထဲချောင်းထဲမှာအော်တန်းတွေခေါ်တန်းတွေအော်တန်းတွေရေတန်းတွေကြားရမယ်ဖျားတရားမမေ့နဲ့အားလုံးပြုဆိုင်ကြပါနော်အန္တရာယ်တစ်ခုခုကြောက်နိုင်တယ်ကမ်းခြေတွေမှာအပန်းဖြေသွားခြင်းနေအမှားတစ်ခုကြုံတွေ့ခြင်းနဲ့အန္တရာယ်ကြုံတွေ့နိုင်တယ်ထူးထူးဆိုင်ကြပါအမှုပညာရှင်များထူးထူးဆိုင်ထားတဲ့နဲ့ဒီ9 လအတွင်းမှာအားလုံးကြည့်ဆိုင်ပြီးတော့လာကြပါဖရာတရားမမေ့ပါနဲ့ယရနာသုံးပါအမြဲဆောင်ထားပါကောင်းမြတ်သောစိတ်စေနာဖြစ်တာပြောခြင်းဖြစ်ပါတယ်ဘယ်ပဲသွားဘာပဲလှုပ်ကာစဉ်ကာတက်ဖရာတရားမမေ့နဲ့ဆန္ဒရှိကြိုးကြောင်းတိုက်ဆိုင်တဲ့အခါဆက်သွယ်မိနိုင်ပါတယ်အားလုံးအတွက်ကောင်းမြတ်သောစိတ်စေနာဖြစ်တာပြောခြင်းဖြစ်ပါ